Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျူပါကြတော့ပေါ့နော်science က essay လူငယ်အောင်မြင်ရေးခွန်အားပြည့်စာစုများအထဲမှာရေးထားရပေါ့နော် okay ဆိုတဲ့စာအုပ်စုထဲကအကြောင်းအရာလေးတစ်ခုကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်အကြောင်းအရာလေးရဲ့ခေါင်းစဉ်ကကြတော့လမ်းဆောင်လို့ဖြစ်ပါတယ်ဘာမှသုံးစားလို့မရတော့ပါဘူးကျမကတော့လမ်းဆောင်ကိုရောက်နေပါပြီအဲ့ဒီလူမျိုးကိုတွေ့ရင်နည်းနည်းပြောချင်ပါတယ်အဲ့ဒီလမ်းဆောင်မှာပဲခဏရက်နေပါအောင်လို့လမ်းဆောင်လုံးဝစိတ်ကြနေတဲ့လူတစ်ယောက်ကိုကျမတွေ့ဘူးပါတယ်ကျွန်တော်ဘာမှလှုပ်ရှားလို့မရတော့ပါဘူးလမ်းဆောင်ကိုရောက်နေပါပြီတဲ့ကျွန်တော်ကိုအဲ့ဒီလိုနင်းညူပြပြီးစိတ်ပြက်လက်ပြက်ဖြစ်နေတာကိုတွေ့လို့ကျွန်တော်ပြောလိုက်ပါတယ်ခင်ဗျားအဲ့ဒီလမ်းဆုံးမှာပဲခဏရက်နေပါအောင်လို့ကျွန်တော်ပြောချင်တာကလူတစ်ယောက်ဟာအသက်ရှင်ရဲ့ကြမ်းမရှိနေတဲ့၍သူ့မှာကိစ္စတုံးသွားစရာအကြောင်းမရှိပါဘူးသူ့မှာရှိတဲ့ခွန်အားတွေမှန်သမျှကိုထုတ်သုံးပြီးလမ်းကိုပဲအင်းနဲ့အားနဲ့အခက်ခဲတွေကိုရေဆိုင်ကြော်ဖြတ်ပြီးဆက်လျှောက်နိုင်ပါသေးတယ်ဒါမှမဟုတ်အခြားလွယ်ကူတဲ့လမ်းတစ်လမ်းကိုရှာပြီးလဲရှောက်နိုင်ပါသေးတယ်ငါတော့လမ်းဆုံးကိုရောက်နေပါပြီဆိုတာတကယ်တော့အစွမ်းကုန်အားထုတ်ရမယ့်နေရာကိုရောက်နေတာပါအဲ့ဒီလိုဘဝမျိုးနဲ့ခင်ဗျားတို့ကြုံခဲ့ရင်ခဏတော့ရက်နေလိုက်ပါအောင်အမောဖြီပါရှိသမျှအင်အားတွေစုစည်းပါရှိသမျှအကျင့်အညံတွေထုတ်ပါကဲအင်းနဲ့အားနဲ့ဆက်လျှောက်တော့လုံးဝပဲ okay ပဲဖြစ်ပါလိမ့်မယ်